ဒီနေ့ချရီရဲ့တငယ်ချင်းနဲ့ခြံထဲမှာထမင်းသွားစားဖြစ်တယ်ပေါ့နော်အပြေကရာတီဥတုလေးနဲ့ပေါ့နော်ပြီးကိုရဲ့တငယ်ချင်းနဲ့ထမင်းစားရတာအရဲ့နဲ့မှစားလို့ကောင်းတယ်ဘာတွေချက်စားဖြစ်ကြလဲဆိုတာကြည့်ကြည့်ရအောင်ရှိချရီရဲ့အမေကိုယ်တိုင်စိုက်ထားတဲ့ရွှေဖယုတ်ပေပေါ့နော်ရွှေဖယုတ်အညို့ကိုခူးပေးတာပါချရီတို့ခြံထဲရောက်တော့တငယ်ချင်းကဒီအရွက်ကိုခူးတာပေါ့နော်ဒီအညို့ကိုဘယ်လိုခေါ်တာလဲတော့ချရီကတော့ခေါ်မတက်ဘူးနော်ခေါ်တက်တဲ့သူမဲမရေးလာလို့ရတယ်ရှိအဲ့ဒါနဲ့ချရီတို့ခူးလို့ရတဲ့အရွက်ကိုပြုတ်ပါတယ်အရွက်ပြုတ်နေရင်လည်းချရီတို့ကငရုတ်တီထောင်းထောက်စားကြမယ်နော်တော်တော်များများချရီကိုမေးလာကြတယ်ငရုတ်တီထောက်ကချရီဘလို့ထောက်တာလဲပေါ့နော်ချရီကကြက်တူဖြူနဲ့ထောက်တာဖြစ်ပါတယ်အနှံ့မွေးအောင်ပေါ့နော်ငရုတ်တီချောက်ကကြတော့ချရီရဲ့အမေကအနှံ့မွေးအောင်လှော်ပြီးတော့ကြိတ်ဆဲနဲ့ကြိတ်တာပေါ့နော်ပြီးရင်ငပိကကြတော့ကိုကအဆက်စားနိုင်ရဲ့ဆိုရင်တော့နည်းနည်းထဲပေါ့နော်အဆက်စားမနိုင်ဘူးဆိုရင်တော့မြင်များထဲလို့ရတယ်ချရီကကြတော့ချီချီဆက်ဆက်လေးစားချင်လို့တမြန်တင်းညက်ထက်ပါတယ်မကြီးမနဲ့လည်းရတယ်နော်အရသာကကြတော့ကိုကြိုက်တယ်လို့ထဲလို့ရတယ်ပေါ့နော်ချရီကကြတော့ခြုံမုတ်ရဲ့စားနေနေရထက်တယ်ရှေချရီတို့ရဲ့တို့စရာကကြက်ပြီဆိုတော့နောက်ထပ်တစ်ခုကကြတော့မှုန်ဟေးချက်စားပါမယ်ချရီတို့ကမှုန်ကိုခြေဆက်ဟေးရဲ့အဖြစ်ချရီတို့ချက်စားမှာပေါ့နော်ချရီတို့အရေးစောက်ကကြတော့ရေနဲ့ကြက်အောင်အရေးပြုတ်ပါမယ်ချရီတို့ပြုတ်မယ်ဆိုရင်တော့ရေမြများများထက်စရာမလိုဘူးပေါ့နော်ချရီကစပလီနဲ့ထက်တယ်ပေါ့နော်ချီချီဆက်ဆက်လေးဖြစ်အောင်ငရုတ်သီးစိမ်းရဲ့ပြီးရင်တံပြာသီးညှိထက်ပါတယ်အမတယောက်ကချရီကိုလာပြောတယ်တတိအိမ်မှာအလုပ်လုပ်ရတာဆိုတော့ညောင်းညကြိုက်ခဲပြီးတော့ပင်ပန်းတယ်ပေါ့နော်အဲဒါကြောင့်မလို့တပူစားတောက်ကြည့်မယ်တဲ့ငှက်သက်ခေါ်လေကြီးကိုတစ်ခွဲပဲတောက်ရသေးတာမနဲ့အဲ့ရထားတော့ခြေတွေလက်တွေပေါ့ပါပြီးတော့ခေါက်ကိုက်တာလည်းမရှိတော့ဘူးတဲ့ညောင်းညကြိုက်ခဲတာဖြစ်နေတဲ့သူတွေအတွက်ဆိုရင်ဒီငှက်သက်ခေါ်လေကြီးကိုတပူပန်းစမ်းတောက်ကြည့်နော်တောက်ကောက်ကြလို့ပြန်ပြီးတော့ပြန်လာမှာကြတယ်ပေါ့နော်ဆိုတော့ချယ်ရီတို့ကထမင်းစားပါတော့မယ်အလုံးဝထမင်းလာစားကြပါဦးချယ်ရီတို့နဲ့ချယ်ရီတို့နှစ်ယောက်ကဆိုရင်လည်းပေါ့နော်အစားကြီးတယ်ထမင်းစားရဲဆိုရင်လေဒီလိုမျိုးအပြေမှာစားပြီးတော့တငယ်ချင်းနဲ့စားမယ်ဆိုရင်အိုးအရင်ကမှစားလို့ကောင်းတယ်ငပိထောက်လဲ share ဆိုတော့ဟေးရီလဲ share ဆိုတော့ကိုရဲ့ဗီဒီယိုကိုပြန်ကြည့်ပြီးတော့တည်ရကြတယ်ပေါ့နော်ချယ်ရီတို့လိုမျိုးဒီလိုမျိုးကြိုက်စားတဲ့သူတွေရှိကြလားချယ်ရီတို့ငငယ်တော့ကဒီလိုမျိုးစားလာတာဆိုတော့ပေါ့နော်အခုချိန်ဒီလိုမျိုးပဲစားလို့ကောင်းတာဟေးတို့ဆိုရင်တိတ်မကြိုက်ဘူးပေါ့နော်